ရှာမြိုက်လိုက်ပြီ ရိုက်ကွင်းကမလာသေးဘူး။မင်းကလက်ကပ်ပြီးရိုက်ရမှာလား ဟုတ်ဒီမှာအဲ့ဒီလောက်ပါလေးဖြစ် ။ဒီအပင်းလေးဘယ်လိုဖြစ်လဲပြော။ တိုက်ပြီဖြစ်အိုးအဲ့ရကြီးပဲ ဒါကတော့ကျွန်တော်တို့ရဲ့မခူရပင်းရင်မျိုးဖြစ်ပါတယ်။မခူရပင်းရုပ်ကသဘာဝစစ်စစ် organic ဒီနေ့ ဟုတ်ကဲ့ ကျွန်တော်တို့ဝေဒန္တရာဇတ်တော်ထဲမှာလीဝေဒန္တရာမင်းရဲ့သားတော်ကနာတို့ဇာလီတို့ပုံနာကြီးနောက်ကိုမလိုက်ချင်တော့ကြာရွက်တွေအောက်မှာပုံနေဆိုတာဖြစ်နိုင်ပါတယ်ကျွန်တော်တို့ဒီမှာဒီမူရပိတ်ရွက်ကြီးတွေတောင်မှကြည့်ပါလားကျွန်တော်ပုံပြမယ်နော် အာတကယ်လုံနိုင်ဟာအရွက်ကြီးအဖေတကယ်အကြီးတွေပဲအဖေဟာနော်အဖေအယိုးရိုးကြည့်ပါဦးနင်တို့ဟာကြီးဟုတ် ရိုးတွေကလည်းကြီးပါတယ်ဒါပေမဲ့တခုတော့ရှိပါတယ်ဒီလောက်အယိုးတွေကြီးပြီးတော့တန်မားနေတဲ့မျိုးစားတွေကောင်းနေတယ်ဆိုရင်တော့သူကမဥပါဘူးခင်ဗျာ အော် ပင်စီပဲအကြီးဖြစ်ပါတယ်ဒါပေမဲ့လည်းဒီပင်စီကလည်းစားရပါတယ်ခင်ဗျာ အော်အဲ့လိုဟိုအုပ်လိုပဲစားလို့ရတယ်ပေါ့သူက ဥလိုပဲစားလို့ရပါတယ်ဥလိုပဲစားလို့ရပါတယ်ဟိုအမဲသားတို့ကြက်သားတို့ အော် မားတဲ့အသားတွေနဲ့နှက်စားရင်အိုးပြီးတော့အဆင်ပြေပါတယ်ဒီမှာကြည့်ပါတော့ဒီမှာဒါကြောင့်မလို့ကျွန်တော်ဒီဘက်ကအပင်လေးတွေဆိုလို့ရှိရင်အပင်လုံးနည်းနည်းသေးသွားအောင်ရေဥထွက်အောင်ရေအဲ့ဒါအလက်တွေကိုကျွန်တော်တို့ဖြတ်ပြရတာပါ အဲ့ကြောင့်ဟိုဘက်ကဟာဖြတ်ထားတာကို ဖြတ်ထားတာလေအဲ့ဒါဖြတ်မှန်ပြီနာတို့ဇာလီတို့ပုံးနေဆိုရင်လည်းပုံးညင်တယ် အိုးနင်တို့ရွက်ကြီးတွေမဟုတ်တာမျိုးတာ ကျွန်တော်တို့လေခွင်းထဲကိုမသွားပြလို့ပါသွားပြတယ်ဆိုလို့ရှိရင်ကျွန်တော်တို့ရဲ့တောသဘာဝလေခွင်းထဲမှာဘဒုံမှာရွှေကြာရိုးဆိုတာရှိပါတယ်ဘဒုံမှာကြာရွက်ကလည်းဒီလောက်ပဲရှိပါတယ်ခင်ဗျာသူ့လည်းတောင်ကြီးကျင်ကြီးပါလေ ဟုတ်ကြီးပါတယ်ဟုတ်ပါတယ် ဒါကြောင့်မို့လဲဘဒုံမှာရွှေကြာရိုးထီးလို့လို့မိုးဆိုတာဒီမှာပါဗျာ အာဖိုက်တယ်ကွာတော့လည်းဟိုဘက်ကတို့ပင်ပပလေးကြည့်ကောင်းတယ်ဒါကတော့ကျွန်တော်တို့ခြံဖြစ်ပါတယ်ဒါကဒီပင်လေးကမှားလေးပြီးပါတယ်ခင်ဗျဒီမှာပါပင်ရိုးအပေပေါလေးကြီးဒီဘက်မှာပါဒီပွားထားတာဖြစ် ပွားထားတယ်ဒီမှာလေဒါတဘာဝအတိုင်းပဲစိုက်ထားတာပါဒီအပင်ကြီးကျသွားတယ်ဆိုလို့ရှိရင်ကျွန်တော်တို့ကဥတူးစားလို့ရပါပြီအဲမှာ အာဒီကောင်လေးကဥပါပေါ့နော်ဟိုရွက်တွေကမကြီးတော့ရွက်မကြီးတော့ ဟုတ်ပါတယ်ဒါကတော့ဒါဥပါ အဖေကစိုက်ထားခဲ့တာပဲ ရက်တွေအမိုက်တွေမဟုတ်ပါဘူးအဲ့ဒါ ကျင်း ဥ ပါ က သေး စုံဥကစုံတွေစိုက်ထားတာ ဟုတ်လား ဥကစုံတွေဟိုမှာဟိုဘက်မှာပြတ်နေကြပြီ အဖေဒါကပါလေဘာဖွင့် အဲ့ဒါခဝဲပန်း ခဝဲပဲခွဲသည် ဝဲဒီခဝဲပန်းလေးတွေပြတ်နေတာပါ ဂျာမနီလည်းရှိရဖေဟိုးနောက်ကခြံတော့ကကျွန်တော်တို့ခြံ အဲ့ တာ ဒါ ပဲ အဲ့ဒါတော့ခြံထဲကတော့ညှို့မှိုင်းတယ်လို့တော့မဟုတ် အဲ့မပြတော့ ဒီအချိန်မှာတော့သွားရကျင်တော့ပါဘူး ဒီမှာလေးဖြတ်ထားတာနော်ဒီမှာတကယ်တော့ဖြတ်ထားရဟိုပါတကယ်ဖြတ်ထားတာပါဒီမှာပါခင်ဗျာ အဲ့ဒါတော့စစ်ဘက်ဝင်တဲ့အပြင် ရဖေ ဒီမှာ ပြရလေကဘာလို့ဘာတွေကောင်းလဲ မိတ်စလင် ဟောဂျင်းစိမ့်နဲ့မိတ်တလင်းသူကျင်မကိုကျင်မဆိုတာဒါဒီပင်ကိုပြောတာပေါ့ မိတ်စလင်ရုံမှာဟိုလည်းဥတူးလို့ရပါပြီအချိန်ဆိုဥတူး အာဘာတွေတော့ကောင်းတာလဲဖေ စစ်ဘက်ဝင်ပါတယ်သူကဟိုအဖို့အကျိတ်တွေရောင်ရမ်းတာတွေ ဟုတ် မတော်တဆဖြစ်သွားပြီးတော့ရိုးအပ်သွားတာတွေရိုးနာသွားတာတွေ ဟုတ် အသားနာသွားတာတွေအဲ့လိုအတွင်းကြီးဖြစ်တာတွေကိုသူကရမ်းကောင်းပါတယ်သူနဲ့အခြားဆေးဘက်ဝင်ပစ္စည်း2မျိုး3မျိုးဒါမှမဟုတ်လို့ရင်6မျိုး9မျိုးလောက်လည်းပါနိုင်ပါတယ်အဲ့ဒါတွေနဲ့စီးပြီးတော့ကျွန်တော်တို့ဘယ်လိုလုပ်ဆိုတော့အဲ့ဒီကြက်ထုတ်ထိုးရပါတယ် ဟောထုတ်ထိုးပါ ကြက်ထုတ်ထိုးရတယ်နောက်ပြီးတော့လည်းကျွန်တော်တို့ရိုးဆက်ပင်တို့အသားဆက်ပင်တို့တွေနဲ့ ရာ
အယိုးကျိုးတာတွေကုလို့ရပါတယ် အေးလာဦးသားကြီးလာခဲ့မယ်မမီနေ ရိုးကျိုးတာတွေကုလို့ရပါတယ် တော့ဘယ်လေးကြံတောက်တယ်ဗျာ ဒါဒီအပင်လေးတွေကဒါကျွန်တော်ပြောတာအုံးမင်း ဘုံပေါက်ပင်လေးပြီးမှကွက်ဆိုင် အုံးမင်းကောင်ကလေးတွေကိုမိုးရင်းထိပါခန္ဓာရေရှိအောင်လို့ကျွန်တော်တို့ကဒါ လာမယ်လာမယ်မေးလာအဖေတော့